လုံးမင်္ဂလာပါဒီချက်ဒီမှာ business acumen ကြောင်းလေးကိုချက်ပြောပြချင်ပါတယ် business acumen ဆိုတာကိုယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိုဟာထင်မြင်ယူဆတတ်တွေဟာမြန်ဆန်ပြီးတော့ထက်မြက်မှုတွေရှိနေရမှာဖြစ်ပါတယ်ကိုချမှတ်ထားတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုချမှတ်ထားတဲ့လုပ်ငန်းမှာနော်အကောင့်တွေဖော်ရမယ်ကိစ္စရပ်တွေကိုကိုကမြင်မြန်ဆန်ဆန်လုပ်နိုင်ရမယ်ကိုဟာကိုချမှတ်ထားတဲ့ plan တွေဟာအကောင့်တွေဖော်ရမယ်เนาะတင်မယ်ဆိုအကောင့်တွေဥပမာပြကိုက training ပေးဖို့ program တွေတိစောက်ထားတယ်ဆိုအဲ့ training ပေးဖို့ program တွေကိုကိုကအကောင့်တွေဖော်နိုင်ရမယ် plan တွေကိုအကောင့်တွေဖော်နိုင်ရမယ်ဟာတော့ကလုပ်ငန်းဆက်ဆက်နေသော operation ကိုလုပ်ငန်းရဲ့လှုပ်ဆောင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ operation ဘိုင်းကဘာတွေလုပ်တာလဲဒါတွေချက်သိရှိထားရမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်နေရာမှာပြဿနာဖြစ်လာဘယ်လိုနေလုပ်ကြမလဲနားလည်တဲ့ပေါ့ပါ logistic ကိုနားလည်တဲ့ပေါ့ပါ logistic ဆိုတာပစ္စည်းတည်ယူပို့ဆောင်ရေးလို့ပြောတယ် logistic လုပ်တဲ့လူတွေတော်တော်များများကအထူးကုန်စည်ကုန်ကိုသိရတယ်မြန်မာနိုင်ငံမှာ manufacturing ရှားပါတယ်အားလုံးက export import များပါတယ်အဲ့တော့ export import လုပ်တဲ့လုပ်ငန်းတွေတော်တော်များများကမြန်မာနိုင်ငံမှာလုပ်တဲ့တော်တော်များများကအထူးကုန်စည်ကုန်တွေနဲ့ logistic ဆိုတာ custom duty ဆောင်ရပါတယ်ကိုယ့်ပစ္စည်းကိုယ့်ရဲ့ကုန်ပစ္စည်းနိုင်ငံခြားကိုတင်ပို့ဖို့ကိုယ့်ရဲ့ကုန်ပစ္စည်းနိုင်ငံခြားကရင်ဝယ်ဖို့ဒါတွေအားလုံးကိုကျွန်တော်တို့ကအမည်တစိမ့်ပေါ့နော်ဒီကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့အမည်တစိမ့်ကိုကျွန်တော်တို့က custom ရုံးမှာသွားတင်ရတယ်ဒီလမှာတော့ကျွန်တော်တို့ကဘာပစ္စည်းဘာ brand နဲ့ကိုတော့ဘယ်လိုသွင်းမှာလဲဘယ်လောက်သွင်းမှာလဲဒါတွေကျွန်တော်တို့သွားပြီးတော့ duty အနေနဲ့ယူရတာဖြစ်တယ်အဲ့တော့အထူးကုန်စည်ကုန်ကိုလေ့လာသဘောပေါက်ထားရမှာဖြစ်ပါတယ်စလိတ်ဆိုလည်းမြန်မာနိုင်ငံမှာထုတ်တဲ့စလိတ်ရှိတယ်နိုင်ငံခြားလာတဲ့စလိတ်တွေရှိတယ်ရက်ဆိုလည်းမြန်မာနိုင်ငံကထုတ်တဲ့အရက်ရှိတယ်နိုင်ငံခြားတင်သွင်းရရက်ရှိတယ်ကျွန်တော်ကားတွေပေါ့နော် TV တွေနောက်တော့ခါကျကြောက်တန်ရဲ့မြန်မာနိုင်ငံထုတ်တဲ့ကြောက်တန် brand များစိတ်နဲ့များတော့မြန်မာနိုင်ငံမှာတိတ်မထွက်ဘူးကျွန်တော်တို့အခြားနိုင်ငံကထွက်တာရှိတယ်ပေါ့နော်ဒါဘူးဆိုတဲ့အနေနဲ့ကျွန်တော်ပြောပြပေးတာပါဟာဒါဆိုမြန်မာနိုင်ငံတင်သွင်းတဲ့နော်ဆန်စပါနော်စံရည်စပါဒါတွေစတာတွေလည်းကျွန်တော်ကဒါတွေနဲ့ပတ်သက်ပြီးတော့လည်းလှုပ်ဆောင်ရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ချဲတို့ရဲ့နောက်တစ်ခုကကြတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ဈေးကွက်စီးပွားရေးအခြေအနေကိုလည်းသိရှိနားလဲသဘောပေါက်ထားရမှာဖြစ်တယ်နော်စီးပွားရေးအခြေအနေတွေကိုနားမလည်ထားဘူးဆိုလို့ရှိရင်ဒီကျတို့ HR တွေအနေနဲ့ကိုလုပ်ငန်းကြီးအောင်မြင်တတ်မှုအတွက်ကိုဘလို့မှစီစဉ်ဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူးโอเคနော်ကျတို့က strategy ဖြစ်တာဖြစ်တဲ့အတွက်အမြဲတမ်းကျတို့ကကောင်းငင်ဘဝရကြည့်နေတဲ့ပုံစံမျိုးနော် helicopter eye နော်ဆောင်းနာကျပြဒုံးလိုမျိုးနောက်ခါကျ eagle နော် eagle eye ကောင်းငင်ဘဝအမြဲတမ်းပြန်ဝဲပြီးတော့ဒါဘာဖြစ်မယ်ဘယ်ချိန်မှာဖြစ်မယ်ဒါမျိုးတွေကျတို့ကအမြဲတမ်းလုပ်နေရမှာဖြစ်တယ်ဟာလို့ကကျ critical evaluation နော်ကိုယ်တိုင်ကလည်းတီထွင်ဉာဏ်စနော်လုံနိုင်မှုရှိရမယ် evaluation ပြန်လည်အကဲဖြတ်နေရမယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကချမှတ်တဲ့အခါမြန်မြန်ဆန်ဖြစ်ကြမယ်တီထွင်ကြစားမှုတွေအများကြီးရှိနေရမယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ဘူးတူတာတွေလည်းရှိနေရမှာဖြစ်ပါတယ်ဟာလို့ကကြ global and cultural effectiveness ဘောနော်ကိုယ့်ရဲ့ကဘာကြီးတစ်ခုလုံးရဲ့ကဘာကြီးပြောင်းလဲတာနဲ့အမျှကားချတွေပြောင်းလဲလာနဲ့အမျှထိရောက်တဲ့လှုပ်ဆောင်နိုင်မှုတွေခြေတို့မှာလည်းရှိရမယ်အဲ့တော့ခက်တဲ့ဒီပြောင်းလဲလောက်ကန်နိုင်ရမယ်တဲ့ပွင့်လင်းမြင်သာမှုတွေရှိရမယ်သက်ဆိုင်ရာနိုင်ငံဒေသလူမျိုးတွေရဲ့ဒလိထုံးစံတွေရှင်းပြမှုသိရှိရမယ်အဲ့တော့ကိုယ်နိုင်ငံလာရောက်တော့လုံနေတဲ့နိုင်ငံသားပညာရှင်များနိုင်ငံသားသထေးတွေနိုင်ငံသားလုံသမားတွေဟာကိုယ်နိုင်ငံရဲ့ဒလိထုံးစံတွေကိုကောင်းမွန်စွာသိရှိနားလည်ရမယ်ကိုယ်နိုင်ငံရဲ့မိန်းကလေးတွေကိုနော်ဒီလိုမျိုးရည်သက်ပြောတာမျိုးရေးကြည့်တာမျိုးပုတ်တက်တာမျိုးဒါလေးမလုပ်ရတာအစကိုယ်နိုင်ငံရဲ့သွားလာရတဲ့နေရာမှာလည်းဘယ်နေရာမှာတော့ဘယ်လိုဝတ်စားဆင်ရဘယ်နေရာမှာဘယ်လိုဝတ်ရမလဲဆိုတာကားချတွေနေချတွေကိုပြောပြမှလာတယ်ကျတို့လုပ်ငန်းမှာအောင်မြင်မှာဖြစ်ပါတယ်အဆင်ပြေစေမှာဖြစ်ပါတယ်ခက်တဲ့ညီပြောင်းလဲလာတဲ့အမြတ်လောက်ရမယ်ဆိုတော့ပြောခဲ့တဲ့အတိုင်းကိုခက်ကအခုခက်ကပါခက်လဲနော်ခက်ကိုရောက်နေပြီဒါဆိုရင်ကျတို့ကထားပါတော့လက်လက်ထုတ်နေရတဲ့ညမှာဆက်ကိုထည့်ရမယ်ဒါခက်တဲ့ညီပြောင်းလဲလာတာနော်ကျတို့လုပ်ငန်းတစ်ခုမှာထားပါတော့ကျဲကလုပ်ငန်းစလုပ်လိုက်တဲ့အချိန်မှာကျကနည်းနည်းမိသားစုလုပ်ငန်းတွေလုပ်လိုက်တယ်နောက်ပိုင်းကျအောင်မြင်လာတဲ့ခါမှာလည်းဒါပဲမိသားစုလုပ်ငန်းလုပ်လာတယ်ဒါဆိုရင်ခက်နေပြောင်းလာမဟုတ်ပါဘူးအရင်ကပလတ်စတစ်အဖြူရောင်းထုတ်တယ်နောက်အခုခက်နေပြောင်းလာဖြစ်တယ်ပလတ်စတစ်ကိုထပ်ပြီးတော့ packaging ပုံစံဒီဇိုင်းတွေထိုင်ပြီးတော့ထုတ်တာမျိုးတွေခြေလို့လုပ်ရမှာဖြစ်ပါတယ်နိုင်ငံကတိုးတက်မှုကိုလည်းအမြဲတမ်းစောင့်ကြည့်ပြီးတော့သုံးသပ်နေရမှာဖြစ်ပါတယ်ကိုနိုင်ငံတွေတိုးတက်လာပြီဆိုရင်ကိုလုပ်ငန်းကလည်းဘာတွေကိုထိုးတွင်းကြံစပြီးတော့ဘယ်နိုင်ငံတွေကိုထိုးဖောက်လို့ရမလဲဆိုတာကိုပစ္စည်း brand ကိုလုံးတဲ့လုပ်ငန်းဘာတွေလုပ်လို့ရလဲဆိုတာအမြဲတမ်းသိရှိနေရမှာဖြစ်ပါတယ်ဟာတော့ခေါ်ကြ leadership and navigation နော် navigation ဆိုတာကဒီလိုလုပ်ငန်းနဲ့ပတ်သက်တဲ့leadership ဆိုတာကတော့တော်တော်များများသိပါတယ်ခေါင်းဆောင်မှုစွမ်းရည်ပါ navigation ဆိုတာကလမ်းကြောင်းညီထွေစွာနေတတ်ဖို့ဖြစ်ပါတယ်အားရတူကိုသဘောတူဆန္ဒကိုရယူပြီးလမ်းကြောင်းညီထွေစွာနေတတ်တဲ့သူဖြစ်ကြမယ်ဘာလို့လဲဆိုလုပ်ငန်းတစ်ခုမှလုပ်တဲ့အခါငါခလီတာပဲငါလုပ်ချာပြောမယ်ငါပြောချင်တာပြောမယ်ငါလုပ်တယ်လည်းလုပ်ဆိုတဲ့ပုံစံမျိုးဆိုလို့ရှိရင်အောက်ကလုပ်နေတဲ့ဝန်ထမ်းတွေပေါ့အလုပ်ဝန်ထမ်းတွေဘက်ကကိုယ့်ပေါ်မှာအထင်မြင်တွေလွဲမှားမှုတွေเนาะအဆင်မပြေမှုတွေရှိလာနိုင်ပါတယ်အဲဒါမှမဟုတ်နောက်တစ်ခုကဩဇာရှိပြီးလူတွေကိုပြောင်းတိုးတက်တာလောက်ဩဇာဆိုတာကအမြဲတမ်းအလိုင်းနဲ့လိုက်ပြောနေတာမဟုတ်ပါဘူးကိုယ့်ရဲ့အတန်ကိုယ့်ရဲ့လေးတန်ကိုယ့်ရဲ့ပြောပုံဆိုပုံကိုယ့်ရဲ့လုပ်ရည်ကိုင်ပုံကဩဇာရှိတဲ့သူတစ်ယောက်ဖြစ်လာအောင်လုပ်ရမှာဖြစ်ပါတယ်ကိုယ့်ကုမ္ပဏီကချမှတ်ထားတဲ့ mission တွေကိုကောင်းမွန်စွာအကောင့်တွေပေါ်ရမယ်ဒါမှလည်းရလဒ်ကောင်းရရှိလာမှာဖြစ်ပါတယ်
vision ဆိုရှိတယ်ကိုလုပ်ငန်းမှာ vision ဆိုတာကနော်ကျတို့ရဲ့အမြင် VISION vision ဆိုတာကကိုယ့်ရဲ့လုပ်ငန်းရဲ့အမြင် mission ဆိုတာကလှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်ကိုယ့်ရဲ့အမြင်ကဥမာထားပါတော့ဆန်းစစ်လိုမျိုးနော်မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်နေလို့သူပြောလိုက်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံပုံစံပေါက်အောင်သူကစသအရာရာအကုန်လုံးကိုပြောင်းလဲလုပ်ကန်နေတာဒီကျတို့အကုန်လုံးနိုင်ငံသားတွေအကုန်လုံးကလုံနိုင်ရမှာဖြစ်တဲ့အားလုံးလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါဟာ mission ဖြစ်ပါတယ်အားလုံးပါဝင်ပြီးတော့လှုပ်ဆောင်ရမယ့်အပိုင်းတွေဟာ mission ကိုလုပ်ငန်းကမြင်တာဒီ vision โอเคနော်အဲ့တော့ကျတို့နောက်တစ်ခုအနေနဲ့ဘာကိုဆက်လက်ပြီးတော့တင်ကြားပို့ချမလဲလို့ပြောလို့ရှိရင် SHRM ရဲ့နောက်ဆုံးကဏ္ဍလေးဖြစ်တဲ့ကျတို့ရဲ့ consultation ပဲဖြစ်ပါတယ်ဟုတ်ကဲ့နော်ပြဿနာတွေပေါ်ပေါက်တဲ့အခါမှာကိုကဖြေရှင်းနိုင်တဲ့သူဖြစ်ကြမယ်အကြံဉာဏ်ပေးနိုင်တဲ့သူဖြစ်ကြမယ်အကောင်းမွန်ဆုံးနည်းလမ်းတွေနဲ့တေချာစွာလိုအပ်ချက်တွေကိုတေချာစွာစောင့်ကြည့်ပြီးမှဖြေရှင်းနိုင်မှုတွေလုပ်ပေးရမယ်လိုအပ်ချက်တွေနဲ့လေးစားတင်ကြားမှုတွေကိုလုပ်ပေးတဲ့အခါမှာကောင်းကောင်းမွန်မွန်နဲ့တင်ကြားပို့ချပေးနိုင်တဲ့သူတဦးဖြစ်ကြမယ်လို့စီမံခန့်ခွဲမှုတွေကိုအကောင့်တွေပေါ်တဲ့အခါမှာလည်းဝန်ထမ်းတွေနဲ့တေချာစွာစီမံခန့်ခွဲနိုင်မှုတွေလုပ်နိုင်မှုအတွက်လှုပ်ဆောင်မှုတွေလှုပ်ဆောင်တေချာစွာစီမံခန့်ခွဲမှုတွေနဲ့တူတူခန့်ခွဲရမှာဖြစ်ပါတယ်အဲ့တော့ consultant လုပ်တဲ့အခါမှာကျတို့က consultant လုပ်နိုင်တဲ့အရေးချင်းလည်းရှိရမယ် SHRM မှာเนาะ strategy HRM မှာ consultant လုပ်တဲ့အခါမှာ consultant တယောက်လုပ်နိုင်တဲ့အရေးချင်းမရှိဘူးဆိုကျတို့အဆင်ပြေနိုင်မှာမဟုတ်ပါဘူးဆိုတာကိုနားလည်သဘောပေါက်ထားရမယ်ဒါကြောင့်မလို့ပြဿနာတွေပေါ်ပေါက်တဲ့အခါမှာကောင်းမွန်စွာနဲ့ပြင်ရှင်းနိုင်မဲ့သူတူဖြစ်အောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ခေါင်းစဉ်တစ်ခုအနေနဲ့ချက်ဘာလို့ပြင်မဲဆိုလို့ရှိရင်hierarchical engagement ဆိုတာဝန်ထမ်းတွေနဲ့ပတ်သက်လာလို့တွေ့ရှိတာတဲ့အခါမှာယာတုအလိုက်ပေးရမယ်ဂုဏ်တွေပေါ့နော်ဒါဂုဏ်တွေနဲ့ပတ်သက်ပြီးကျတို့ပေးမယ်ဒါကိုရေးသားတဲ့သူကတော့ Maslow ဖြစ်ပါတယ်ဒါဆိုရင်ကျတို့ကသူကဘာခေါင်းစဉ်ကြီးပဲနဲ့ခုနက6ခုနဲ့ကျတို့ basic ထိုင်ထားပါတယ်အရင်ဆုံးစမှာတော့ physiology ဖြစ်ပါတယ်ဒါဆိုရင်ကျတို့ကဘာလို့ခေါ်လဲဆို money လို့ခေါ်ပါတယ်လူတွေလှုပ်တဲ့အခါမှာဘာပေါ်မှာမူတည်ပြီးလှုပ်ကြတယ်လဲတော်တော်များများကအရင်ဆုံးရဲ့သူတို့ရဲ့အခြေခံ basic အနေနဲ့ပတ်စံရဲ့စားဝတ်နေရေးနဲ့နေဖို့နော်စားဝတ်နေဖို့အိပ်ဖို့ဒါအတွက်ကိုသူတို့ကရည်ရွယ်ပြီးတော့အလုပ်လုပ်ကြပါတယ်အဲ့ဟာနဲ့ကြာလာနေမှသူတို့ဘာတွေလိုချင်လာကြလဲ safety need and job security သူတို့အတွက်လုံခြုံစိတ်ချရမယ်သူတို့အတွက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့နော်လုပ်ငန်းနဲ့ပတ်သက်လုံခြုံစိတ်ချရတဲ့လုပ်ငန်းကမှဘေးရန်နဲ့မရှိမှုတွေကိုသူတို့လိုချင်တောင်းတလာကြတယ်ဒါကိုလည်းလှုပ်ရှင်ကလည်းသိရမယ်အလုပ်သမားကလည်းတောင်းလာမှာပဲဖြစ်ပါတယ်ဒီအတွက်ကိုအလုပ်သမားတွေအတွက်ကိုအလုပ်ရှင်ကကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ camaraderie နော် love socialဒါဆိုရင်သူတို့ဓာရီနှစ်ခုကိုပြေဆုံးသွားပြီဆိုသူတို့ကချစ်ချစ်ခင်ခင်နဲ့နော် camaraderie ဆိုတာရဲဘော်ရဲဘဲစိတ်နဲ့သူတို့ကကုမ္ပဏီမှာလှုပ်ဆောင်ပေးလာမှာတဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျတော့ဘာကိုပြောမလဲဆို importance and estimate needs နော်သူဒီကုမ္ပဏီကလည်းသူ့ကိုအားကိုးထိုက်တော့သူအားကိုးရတော့သူဖြစ်လေးထားဆက်ဆံရမယ်သူကိုယ်တိုင်ကလည်းငါ့ကိုကုမ္ပဏီကတော့အားကိုးနေတာပဲငါ့ကိုကုမ္ပဏီကတော့ငါအားကိုးထိုက်တော့သူဖြစ်အောင်ငါစူးစမ်းမယ်ဆိုတဲ့သူတို့ရဲ့ thinking လေးတွေသူတို့ထဲမှာတွေ့မြင်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် interview တဲ့အခါမှာသူတို့ရဲ့ encouragement ပေါ့စတင်တွေ့ချင်းမှာသူတို့ကို motivate ဖြစ်နေမယ်ဒီလိုပုံစံမျိုးလေးတွေလုပ်လိုက်ပြီးဆိုရင်ဝန်ထမ်းကကိုယ့်ကုမ္ပဏီကိုအရန်ကိုသဘောကျပြီးတော့တေချာစွာလုပ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ self actualization နော်ကိုဘယ်လောက်ထိလုပ်နိုင်လဲဆိုတဲ့အကြောင်းကိုအမြဲတမ်းစိန်ခေါ်နေရမယ်အဲ့လုပ်ငန်းရှင်ကလည်းကိုယ့်ကိုစိန်ခေါ်တယ်လို့ကိုကလည်းကိုအမြဲတမ်းစိန်ခေါ်နေရမယ်ဒါတော့အရန်မြင့်သွားတယ် higher level ကိုရောက်သွားပြီပေါ့နော်ခုနကချက်ပြောခဲ့တဲ့ strategic HRM level ကိုရောက်သွားပြီဖြစ်ရတဲ့သူတို့ကဒါနဲ့ပတ်သက်ပြီးသူတို့ကိုသူတို့အမြဲတမ်းစိန်ခေါ်မှုတွေနဲ့သူတို့ကလှုပ်ဆောင်လာမှာဖြစ်တာကိုတွေ့ရှိရမှာဖြစ်ပါတယ် CEO level လိုမျိုးနေရာတွေဒါရိုက်တာလိုမျိုးနေရာတွေသူတို့အမြဲတမ်းစိန်ခေါ်မှုတွေလုပ်လာတာဖြစ်ပါတယ်ဒါတော့နောက်ဆုံး basis မှာเนาะ sorry နောက်ဆုံးအမြင့်အဆုံး level ကြီးကိုရောက်သွားတဲ့ပုံစံမျိုးမှာသုံးလာကြတာဖြစ်ပါတယ်ဒါဆိုရင်ချက်တောင်ကောင်းစဉ်တစ်ခုအနေနဲ့ကျကဘာလေးကိုဘူးသူတာပြပြမယ်ဆိုရင် HR မှာဘယ်လို level တွေဟာလုပ်တဲ့ဘယ်လောက်ရှိတင်တယ်ဘယ်လို level တွေမှာလုပ်တဲ့ဘယ်လောက်ရှိတယ်လဲဆိုတာ HR နဲ့ career နဲ့ပတ်သက်ပြီးတော့ leader HR တယောက်အနေနဲ့ဖတ်တမ်းရမယ့်ရာထူးအဆင့်တွေကိုချက်ကဘူးစာအနေနဲ့ပြောပြပေးပါမယ်ဒါလေးကိုတော့ချက်နှုတ်နဲ့ပဲပြောပြပေးပါမယ် HR operation level လို့ပြောလိုက်လို့ရှိရင်တချို့တို့က entry level လို့ခေါ်တယ်အနည်းဆုံး2နှစ် experience ရှိရမယ်ဒါဆိုသူကဘယ်လို position ဆောက်လို့ရဆို HR assistant နဲ့เนาะ HR staff ဆိုပြီးတော့ရှောက်လို့ရမှာဖြစ်ပါတယ်เนาะဒါချက်ထပ်ပြီးတော့ဒီမှာသင်ခန်းစာတစ်ခုအနေနဲ့ထပ်ပြီးပြောပြပေးရအောင်နောက်ပိုင်းမှာချက်ထပ်တိုးပေးပါအောင်မယ်เนาะကျေးဇူးတင်ပါတယ်